Manly FM Team Map with Team Radio ပြင်Saudi တင်ရှိနေရောက်လာမည် Manly FM နဲ့ Team Radio ပြင် Saudi Manly FM နဲ့ Team We are your radio you are our friends Okay ပရိသတ်များခင်ဗျာကျွန်တော်မင်္ဂလာနေ့နေ့မှာစီစဉ်ကိုဒိုက်တင်ဆက်နေရဖြစ်ပါတယ်ညနေ9:00နာရီနဲ့9:00မိနစ်ရှိပါပြီခင်ဗျာဟုတ်ကဲ့ပါရှင် Elder New တွေဒီနေ့ညနေ9:00နာရီမှာဆိုရင် interview စကောင်းဝိုင်းလေးတစ်ခုရှိပါတယ်အဲ့တော့ဒါကတော့ပေါ့နော်ကလေးလေးတွေရှိတဲ့ဖေဖေမေမေပြီးတော့ကြတော့ဦးတီတီတွေအတွက်ပေါ့နော်ကလေးလေးတွေကဆိုရင်အိမ်မှာတော့စကားတွေတွတ်ပြောတယ်ပေါ့နော်ဒါပေမဲ့အကြောင်းရောက်ရင်ဒါမှမဟုတ်လူစိမ်းတွေရှေ့ရောက်သွားရင်လုံးဝနှုတ်ဆိတ်သွားတတ်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေတွေမှာဘယ်လိုမျိုးတွေကင်တွယ်သင့်လဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြပေးဖို့အတွက်ဆွေးနွေးပေးဖို့အတွက် counseling corner ကဒါ psychotherapist တယောက်ဖြစ်တဲ့ကိုအောင်မင်းသိန်းကိုဖိတ်ခေါ်လို့ထားပါတယ်ရှင်ကိုမင်္ဂလာပါကိုဟုတ်ကဲ့ပါကိုစားနေမင်္ဂလာပါမနေ့မင်္ဂလာပါမင်္ဂလာပါဆရာပြန်ပြီးတော့တွေ့ကြပါပြီလို့နေတို့တွေနော်ဟုတ်ပါကိုရှင်ဒီနေ့နေတို့တွေပြောမယ့်အကြောင်းအရာတော့ပရိသတ်တွေပေါ့နော်တို့သဖြင့်မိဘတွေဦးတီတီတွေပေါ့နော်သူတွေစိတ်ဝင်စားတဲ့ topic အကြောင်းအရာလေးပေါ့နော်selective mutism လို့ခေါ်တယ်ပေါ့နော်ခုနလည်းပြောသွားသလိုကလေးလေးတွေကအိမ်မှာတော့စကားတွေတွတ်ပြောတယ်အကြောင်းဒါမှမဟုတ်လူစိမ်းတွေရှေ့ရောက်သွားရင်ဆိုရင်လုံးဝတိတ်ဆိတ်သွားတတ်တယ်ပေါ့နော်ဒါဟာဘာကြောင့်လဲဆိုတာကိုဒါအကိုအနေနဲ့အရင်ဦးဆုံးစပြီးတော့ရှင်းပြပေးပါအောင်ရှင့်ပထမဦးဆုံးအနေနဲ့ပေါ့လေဒီလိုမျိုးလေးပြောကြားခွင့်ရတာကိုကျေးဇူးအများကြီးတင်ပါတယ်ဒီခေါင်းစဉ်လေးကတော့တခါမှလည်းကျွန်တော်တို့မပြောဘူးပေါ့နော်နောက်ပြီးတော့တော်တော်များများလည်းမပြောကြအောင်အဲ့တော့ဒါလေးကလူတွေအတွက်အရန်အကျိုးရှိလိမ့်မယ်လို့ထင်တယ်များသောအားဖြင့်အတန်မထွက်တဲ့ကလေးလေးတွေအတွက်ပို့ပြီးတော့အကျိုးရှိသွားလိမ့်မယ်ပေါ့အဲ့တော့ပထမဦးဆုံးပြောချင်တာကတော့အတန်မထွက်တဲ့ကလေးဆိုလို့ရှိရင်ပထမဦးဆုံးကလူကြီးတွေရဲ့စိတ်ထဲမှာသူစကားနားမထောင်ဘူးပေါ့ချစ်တိုက်တယ်ဆိုးတယ်ဆိုတဲ့အရင်ဦးဆုံးအတွေးပေါ်လာတယ်ပေါ့နော်အဲ့တော့ဒါပထမဦးဆုံးပြောချင်တာကတော့အဲ့လိုမဟုတ်ပါဘူးပေါ့သူတို့ကမပြောချင်တာမဟုတ်ဘူးမပြောနိုင်တာဆိုတဲ့ဟာလေးကိုအရင်ဦးဆုံးကျွန်တော်စပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကလေးလေးကိုနာမည်တက်လိုက်တာပေါ့ဟာဒီကလေးလေးတော်တော်ဆိုးတာပဲတော်တော်ဂျစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆရာအဲ့တော့ဆရာဥပမာအနေနဲ့တခုလောက်ထပ်ပြီးတော့ရှင်းပြပေးပါလားဟုတ်ပရိသတ်တွေမြင်သာထင်သာရှိသွားအောင်လို့ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီနေရာလေးမှာ KG တက်တဲ့ကျောင်းသားလေးတယောက်ကိုပြောချင်တယ်ပေါ့နော်ဒီကျောင်းသားလေးကမန်းလေးရဖြစ်တယ်သူကအိမ်မှာဆိုလို့ရှိရင်စကားရမ်းပြောတယ်အရန်ကလေးတွေဘယ်လိုပြောရမလဲတာမန်ကလေးပဲပေါ့နော်တာမန်ကလေးထက်တောင်မှသူကပိုတွတ်သေးတယ်ဆိုတဲ့အခါမှာမိဘတွေကဒီကလေးကိုအိမ်မှာဆိုရင်ဒီကလေးကတော်တော်တာလီကလေးနဲ့တောင်တူတယ်လို့တော့ပြောရတဲ့ကလေးပေါ့ဒါပေမဲ့အပြင်ထွက်သွားပြီးတော့ကလေးကကျောင်းရောက်သွားတဲ့အချိန်မှာဆရာဆရာမတွေစကားမပြောတော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာဆရာဆရာမတွေထင်လိုက်တာဒီကလေးကအလိုလိုက်ထားလို့စိုးရပေါ့ဒီကလေးကစကားနားမထောင်ဘူးဒီကလေးကရိုင်းနေဆိုပြီးတော့ထင်ကြရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးဒီကလေးကကြတော့စိတ်ပူပန်မှုတွေများပြီးတော့သူ့မှာစကားဘယ်လိုပြောရမှန်းမသိပဲနဲ့မပြောမထွက်တာပေါ့အဲ့တော့ကျွန်တော်တို့ကဒါကို selective mutism လို့ခေါ်တယ်နေရာဒေတာလိုက်ပြီးတော့စကားမပြောတာနေရာတိုင်းမှာမပြောတာတော့မဟုတ်ဘူးအဲ့တော့ဒဇိန်းနေနဲ့တွေ့ရင်မပြောဘူးဒီအခြေအနေမှာသူ့အတွက်ထူးဆန်းနေတယ်လို့ခံစားရရင်မပြောဘူးပေါ့နော်အဲ့လိုမျိုးလေးတော့အကြမ်းမြင်ပြောလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့သဘောတရားကတော့ तू ကဒီမပြောချင်တာမဟုတ်ဘဲနဲ့ तू မပြောနိုင်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးဒီမပြောချင်တာမဟုတ်ဘဲနဲ့မပြောနိုင်တဲ့အခြေအနေမျိုးလေးနည်းနည်းတော့ဆရာပြောပြပေးပါလားဘယ်လိုလေးလဲဆိုတာဟုတ်ကဲ့ပါအဓိကကတော့ဒီကလေးက तू ကအရန်ပြောချင်နေတာပေါ့နော်တကယ်တော့မပြောနိုင်ဘူးဆိုတာသူ့ရဲ့စိတ်ခံစားမှုပေါ့သူ့ကို judge လုပ်ခံရမှာကြောက်တယ်သူ့ကိုဝေဖန်ခံလိုက်ရမှာကြောက်တယ်သူ့အတန်ကဘယ်လိုကြီးလဲဆိုပြီးတော့ပြောခံလိုက်ရမှာကြောက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ तू ကမပြောရဲတော့တာပေါ့အဲ့တော့ तू အတိတ်ကကာလတွေမှာလည်းသူ့ကိုအဲ့လိုမျိုးခွဲခြားခံရဘူးတယ်သူ့ကိုပြောခံရဘူးတယ်ဆိုတဲ့အခြေအနေမျိုးရှိရင်ပို့ပြီးတော့စိုးဝါနိုင်တယ်ပေါ့အဲ့တော့တချို့အဖြစ်အပျက်တွေမှာကြတော့မိဘကလည်းမသိနိုင်ဘူးမိဘအိမ်မှာပြောတယ်အเจ้าမှာပဲအဆင်ပြေမယ်ထင်တာဒါပေမဲ့ကိုဘေးကတငယ်ချင်းက तू မပြောတဲ့အခါသူ့ကိုအနိုင်ကျင့်တယ်အဲ့တော့ဆရာဆရာမကိုလည်း तू မပြောရဲဘူးဆရာဆရာမမေးတဲ့အခါမှာလည်းမပြောဘူးဆိုတဲ့အခါမှာသူ့အပြစ်ပေးခံရတယ်ကြာလာတော့ဒီကလေးမှာပို့ပြီးတော့မပြောရဲဘူးဆိုတဲ့အနေအထားလေးကိုရောက်သွားနိုင်ပါတယ်ခင်ဗျဟုတ်အဲ့တော့ဆရာသဘောကတော့ပေါ့နော် तू ကအလိုလူတစ်နေရာတစ် तू နဲ့မသိတဲ့သူတွေရှေ့မှာရောက်သွားရင် तू လုံးဝကိုတိတ်ဆိတ်သွားတာပေါ့နော်ဆရာအဲ့လိုဒီလိုအခြေအနေကကြာဘာကြောင့်မလို့ဖြစ်တာလဲဆရာဟုတ်
ဟုတ်ကဲ့ပါဒါကကြတော့ခုနကကျွန်တော်ပြောသလိုမျိုးဝေဖန်ခံရမှာကိုကြောက်တယ်ဆိုရဲအပြင်မှာသူ့မှာကြီးမားတဲ့ emotion တွေပေါ့စိတ်ခံစားချက်တွေစိတ်ခံစားမှုတွေကိုသူကဘယ်လိုမျိုး handle လုပ်ရမှာဘယ်လိုမျိုးကင်တွယ်ဖြည့်ရှင်းရမှာကလေးအနေနဲ့မသိဘူးပေါ့နော်အဲ့တော့ကလေးတွေမှာတော့မွေးလာတဲ့ကကျွန်တော်တို့အဲ့ဒါကိုဘယ်လိုဖြည့်ရှင်းရမယ်ဆိုတဲ့နီလန်းတစ်ခုကတော့ပါပြီးသားကျွန်တော်တို့အားလုံးမှာမွေးလာတဲ့ကအဲ့လိုမျိုးဖြည့်ရှင်းရမယ်ဘယ်လိုမျိုးစကားပြောရမယ်ဆိုတော့အုံနှောက်ရဲ့ဖွဲ့စည်းပုံမှာဒီဇိုင်းကလုပ်ပြီးသားပေါ့နော်ဒါပေမဲ့တချို့ကလေးတွေရဲ့ sensitivity level လို့ခေါ်တယ်သူကစကားတစ်ခုကိုအခြေအနေတစ်ခုကိုတုံ့ပြန်တဲ့ပုံစံကsensitive ဖြစ်တယ်ပေါ့အဲ့တော့အဲ့လို sensitive ဖြစ်တဲ့အခြေအနေကပိုမြင့်တယ်ပေါ့မြင့်တဲ့ကလေးတွေကကြတော့ဒီလိုမျိုးအခြေအနေမှာပို့ပြီးတော့ဖြစ်နိုင်ခြေရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါလို့เนาะကဲအဲ့တော့ new တွေပေါ့เนาะဒီနေ့အကြောင်းအရာကတော့ခုနဆရာပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပေါ့เนาะကလေးတွေပေါ့အဓိကတော့ new တွေခုနကတော့ပြောသွားတော့တော်တော်တီတီဒီပေါ့เนาะဖေဖေမေမေတွေပြီးတော့အခုဆရာပြောသွားတဲ့အထက်မှာဆိုရင်တော့အဓိကဆရာမတွေပါတော်တော်လေးနားထောင်တဲ့စကားပေါ့เนาะဘာလို့ဆိုတော့အကြောင်းကိုမိဘတွေကလွတ်လိုက်ပြီးဒါပေမဲ့မိဘတွေရဲ့အခြေအနေမသိရဘူးပေါ့เนาะဒီကလေးလေးရဲ့အခြေအနေကိုဆရာမတွေကနေတဆင့်သိပြီးတော့မှမိဘတွေကိုပြန်ပြောရမယ့်ပုံစံမျိုးတွေလည်းဖြစ်သွားတာပေါ့เนาะဆရာဟုတ်အဲ့တော့ဒီနေထားလေးမှာတော့ကျွန်တော်ကတော့ဆရာမိဘတီတီတွေကိုလည်းပြောချင်တာကတော့ပူပေါင်းပြီးတော့ကလေးကိုပံ့ပိုးပေးဖို့လိုတယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်ကလေးကိုကျွန်တော်တို့ကblame လုပ်တာထက်စာရင်အပြစ်ပြောတာထက်စာရင်ဒီနားလည်ပြီးတော့အတူတူဝိုင်းဝန်းပြီးတော့ပံ့ပိုးရမှာပေါ့နော်ဟုတ်ကဲ့ပါရှင်เนาะအဲ့တော့ဒါခုနေတို့ Malia Family နဲ့ Tin Review နဲ့တင်ဆက်ပေးတဲ့မင်္ဂလာညနေခင်းမှာအစီအစဉ်ကိုနားထောင်နေတဲ့သူတွေအိမ်ပြန်လမ်းမှာပေါ့เนาะအထူးသဖြင့်ကလေးမိဘတွေအနေနဲ့ဆိုရင်လည်းဒီခုဆွေးနွေးနေတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးများရှိရဲဆိုရင်ဆရာရှိနေပါတယ် Mandalay FM ရဲ့ Facebook page မှာဆိုရင်လည်းဆရာနဲ့ပုံလေးတင်ထားပါတယ်ရှင်နေတို့အဲ့ဒီအောက်မှာကိုသိချင်တဲ့အခုဒီနေ့ဆွေးနွေးနေတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့သိချင်တာရှင် comment လေးကိုရောက်ရေးသားပြီးတော့ပါဝင်ပေးလို့ရပါတယ်ရှင်ပရိသတ်များခင်ဗျာကျွန်တော်မင်္ဂလာညနေခင်းမှာစီစဉ်ကိုဓာတ်တင်ဆက်နေရဖြစ်ပါတယ်ခုညနေ9:20ရှိပါပြီခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒါနေတို့မင်္ဂလာညနေခင်းမှာဓာတ်ထုတ်လွှင့်မှုအစီအစဉ်မှာဆိုရင်တော့ကလေးငယ်တွေမှာတွေ့ရတတ်တဲ့ပေါ့နော်ဒါ selective mutism ဆိုတဲ့အကြောင်းကို counseling corner မှာ psychotherapist တယောက်ဖြစ်တဲ့ဆရာအောင်မင်းသိန်းနဲ့တူတူဆွေးနွေးနေရပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဗျာအဲ့တော့ကျွန်တော်ပထမပိုင်းမှာတော့ကိုခုနပြောတဲ့ဒီ selective mutism ပေါ့နော်ဒီအကြောင်းလေးရှင်းရှင်းလင်းလင်းလေးလည်းကိုရှင်းပြပေးသွားရပါတော့ဒုတိယပိုင်းမှာတော့ဒီလိုမျိုးကလေးရလည်းအများကြီးရှိနေနိုင်တယ်ဆိုတော့ဒီလိုမျိုးကလေးလေးတွေကိုဒီမိဘတွေနဲ့ဆရာတွေကပေါ့နော်ဘယ်လိုမျိုးကူညီပေးနိုင်မလဲပေါ့နော်ဒါလေးတွေဆက်ပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒီမေးခွန်းလေးကလည်းအရင်ကောင်းပါတယ်ပြီးတော့လိုအပ်နေတဲ့အရာလေးပေါ့နော်ဟုတ်ပါတယ်အခုနားထောင်နေတဲ့လူတွေကိုပြန်ပြောပေးရမယ်ဆိုလို့ရှိရင်တော့ဒီနေရာကိုလိုက်ပြီးတော့စကားမပြောတဲ့ selective mutism ဆိုတဲ့ကလေးတွေကိုနားလဲစေချင်တာကဆရာမတွေရောပေါ့နော်ဟုတ်ကဲ့မိဘတွေရောနားလဲစေချင်တာကမပြောချင်တာမဟုတ်ဘူးပေါ့နော်မပြောနိုင်တာဆိုတဲ့ဟာလေးကိုပထမဦးဆုံးအနေနဲ့နားလဲပေးဖို့လိုတယ်ဆိုတာလေးကိုပြောချင်ပါတယ်အဲ့တော့ဒီဟာလေးကိုနားလဲသွားပြီဆိုရင်တော့နောက်ပိုင်းမှာဘယ်လိုမျိုးပံ့ပိုးမလဲဆိုတာကိုတိုင်ပင်ပြီးတော့တဖြည်းဖြည်းလုပ်သွားလို့ရတယ်နော်ဟုတ်ကဲ့ပါဟုတ်ဆရာအဲ့ဆိုရင်မိဘတွေအနေနဲ့ပေါ့နော်သူတို့အဓိကမလုတ်တဲ့အချက်တွေပေါ့နော်ဒီ don't stay ဆိုရင်ရောဆရာဘာတွေများဖြစ်မလဲရှင့်ကိုကလေးလေးကဒီလိုမျိုးအခြေအနေတွေဖြစ်နေပြီမိဘတွေမလုတ်တဲ့အရာလေးတွေပေါ့နော်ဆရာဟုတ်မလုတ်တဲ့အရာကတော့ကျွန်တော်ကတော့အဓိက3ချက်ပြောချင်တယ်ပေါ့နော်သူတို့မဖိနှိပ်ပါနဲ့ပေါ့နောက်ပြီးလို့ရှိရင်မဝေဖန်ပါနဲ့ပြီးလို့ရှိရင်မနှိုင်းရှင်ပါနဲ့ပေါ့နော်အဲ့ဒီ3ခုကတော့အရေးကြီးပါတယ်အဲ့တော့ပထမဦးဆုံးကမဖိပါနဲ့မဖိနှိပ်ပါနဲ့ဆိုတာဘာလို့လဲဆိုတော့ကိုကသွားပြီးတော့နင်ဘာလို့မပြောတာလဲဆိုလို့ရှိရင်ကိုကတော့ကူညီပေးတာလို့ထင်တာအဲ့ဒီစကားကသူတို့မပြောဖို့အတွက်ပို့ပြီးတော့ပိတ်လိုက်တယ်လို့ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အတင်းအကျပ်ပေါ့နော်အတင်းကျပ်ကြီးမစူပါနဲ့ပေါ့မစူပါနဲ့စူလိုက်လို့ရှိရင်သူ့ကိုအပြစ်ပေးသလိုဖြစ်ပြီးတော့နောက်ထပ်စကားတွေမထွက်နိုင်တော့ဘူးပေါ့နောက်တစ်ခုကကြတော့မနှိုင်းရှင်ပါနဲ့ဆိုတာကတော့ဟိုကလေးလောက်တောင်နေမပြောဘူးဆိုတဲ့အခါသူ့အနေနဲ့ပို့ပြီးတော့မှနှိုင်းရှင်လဲခံရတယ်သူ့ကိုနားမလည်ပေးဘူးဆိုပြီးတော့ပို့ပြီးတော့မပြောဘူးဆိုတာဖြစ်သွားနိုင်တယ်ပေါ့တစ်ခါမှနှိုင်းရှင်တဲ့အခါမှာသူများနေတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မိဘနေရာရောက်သွားရင်အတော်ဦးလေးနေရာရောက်သွားရင်ဆရာမနေရာဟဲငါဆိုငငယ်တုန်းကဆိုတဲ့ဟာလေးတော့မှကလေးမှခံစားရပါတယ်အဲ့တော့ဒီဟာတွေကိုတော့မလုပ်ဖို့လိုပါတယ်တော့မဝေဖန်နဲ့ပေါ့နော်ဝေဖန်လိုက်တာဒီကလေးကိုကောင်းမှုထက်မကောင်းမှုဘက်ကိုပိုရောက်သွားတယ်ပေါ့အဲ့တော့ဒါလေးတွေကိုစူးစမ်းပြီးတော့ဆောင်စေချင်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ဗျာနော်အဲ့တော့ဒါလေးကတော့ဒီ don'ts ပေါ့နော်မလုပ်တဲ့အကြောင်းအလေးပေါ့အဲ့တော့ဒီလိုမျိုးကလေးလေးတွေမိဘတွေနေပေါ့နော်ဘလို့အခြေအနေမျိုးတွေမှာလို့ professional စီကနေပြီးတော့အကူအညီမျိုးယူသင့်လဲပေါ့နော်ယူဖို့လိုအပ်လဲအဲ့ဒါလေးလည်းနည်းတော့ပြပြပေးပါအောင်ကိုဟုတ်ကဲ့ပါအဲ့တော့ကိုကလေးကတစ်ပတ်လောက်နှစ်ပတ်လောက်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့ထက်ကြော်လာပြီးတစ်ပတ်နှစ်ပတ်ထက်ပို့ပြီးတော့ဟိုကြာလာပြီးတစ်လလောက်ဖြစ်လာပြီးနှစ်လလောက်ဖြစ်လာပြီးဆိုရင်တော့စပြီးတော့ဒီဟာလေးကိုကူညီပေးဖို့အတွက်နေရာလေးတွေရှာဖို့လိုအပ်လာပြီပေါ့နော်အဲ့ဒီအချိန်မှာနားလည်တက်ကျွန်းတဲ့သူတွေနဲ့တွားပြီးတော့ဆွေးနွေးသင့်ပါတယ်အဲ့တော့ကျွန်တော်တို့လိုမျိုး counseling လုပ်နေတဲ့အဖွဲ့တွေရှိတယ်ဒီအဖွဲ့တွေမှာဒီကလေးတွေနဲ့အလုပ်လုပ်ဖူးတဲ့သူတွေရှိမရှိကိုစုံစမ်းပြီးတော့ contact လုပ်ပါပေါ့နော်ဆက်သွယ်ပါအကူအညီရယူပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ဆရာခုနပြောသွားတဲ့ don't ဆိုတဲ့အရာတွေပေါ့နော်အဲ့လိုအရာတွေဆိုရင်လည်းကိုတိုင်းနေဆိုရင်လည်းမိဘတယောက်ဖြစ်တော့ပေါ့နော်တော်တော်လေးသတိထားမယ့်အခြေအနေလေးပေါ့နော်ဘာလို့ဆိုတော့ကိုတိုင်းကတော့ဆရာရဲ့တစ်ခါလေးကြိုင်တော့လှုပ်ကနေပြောမိလိုက်တာပေါ့နော်တစ်ခါလေးကြိုင်လည်းစိတ်အစင်စိတ်အခက်မသိတဲ့အချိန်လေးတွေဆိုရှိမယ်ဒေါသထွက်နေတဲ့အချိန်လေးဆိုရင်အဲ့လိုပြောမိရမျိုးလေးရှိရဲဆိုတော့တကယ်ကလေးလေးစိတ်မှာခံစားသွားရတယ်ဆိုတာကိုတော်တော်လေးသတိထားတဲ့အချက်လေးပေါ့နော်ဆရာအဲ့တော့don't stay တော့တည်ပြီဆိုတော့ဆရာဒီလိုမျိုးအခြေအနေမှာဆိုရင်မိဘတွေအနေနဲ့ဆိုရင်အပြုသဘောဆောင်ပြီးတော့ဘယ်လိုမျိုးများသူတို့ကိုကူညီဖေးမလို့ရလဲဆိုတော့အချက်လေးရှိရင်လည်းဆရာပြောပြပေးပါအောင်နော်ဟုတ်ကဲ့ပါအဲ့တော့ခုနလိုမျိုးမတွန်းမာနဲ့မဖိပါနဲ့ဆိုတော့အချိန်ပေးရမယ်ပေါ့နော်ဟုတ်ဆရာသူနဲ့အချိန်အများကြီးပေးဖို့လိုတယ်ကျန်တဲ့သားသမီးတော့မပေးရဘူးပေါ့ဒီကလေးဆိုရင်တော့ပေးရတယ်အဲ့ဒါကိုအပြစ်မမြင်ပါနဲ့ပေါ့နော်အချိန်လေးပေးပါကျွန်တော်တို့ကသူ့ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါလုံခြုံနေဆိုတဲ့စိတ်ခံစားချက်ကိုအရင်ဦးဆုံးလုပ်ပေးဖို့လိုတယ်အဲ့ဒါကသူနဲ့အတူတူရှိနေတယ်ဆိုတဲ့ဟာလေးကသူ့ကိုလုပ်ပေးပါတယ်ခုနကမဝေဖန်ပါနဲ့ဆိုတာလေအဲ့ဒါပဲသူ့ဝေဖန်လိုက်တယ်ဆိုရင်သူ့မှာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောလုံခြုံမှုမရတော့ဘူးပေါ့အဲ့လိုမျိုးလေးသူနဲ့ရှိပေးနေတယ်သူ့ကိုနားလဲတယ်ဆိုတဲ့ဟာလေးကိုအမူအရာလေးနဲ့ပြနေပေးတာကသူ့အတွက်အများကြီးအကျိုးရှိပါတယ်နောက်တစ်ခုကတော့အတင်းကြီးပြောရမယ်လုပ်ရမယ်မဟုတ်ဘဲနဲ့သူ့ကိုပြောကျင်တဲ့ဟာလေးတွေကိုတသားရေမိမိရေစားလေးရေးပေးပါပေါ့နော်ရေးပေးလို့ရတဲ့အရာလေးကိုရေးပေးခိုင်းလို့ရပါတယ်တချို့ဆိုလို့ရှိရင်ပုံလေးတွေဆွဲခိုင်းတယ်ဒီနေ့ဘယ်လိုခံစားရလဲအဆင်မပြေဘူးဆိုမိုးရတဲ့ပုံလေးပေါ့အဆင်ပြေတယ်ဆိုနေပူတဲ့ပုံလေးအဲ့လိုမျိုးပေါ့နော်ကလေးကိုပြောထားလိုက်တယ်ဆိုလို့ရှိရင်ဒါလေးတွေကိုအတူတူလုပ်သွားလို့ရပါတယ်အဲ့တော့ကလေးကသူ့ကိုpressure မပေးဘူးမဖိဘူးဆိုရင်တဖြည်းဖြည်းနဲ့ပြောလာပါတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင်ကျွန်တော်တို့လည်းဒီနည်းလေးနဲ့ပဲသွားကြတာပဲသွားတဲ့အခါမှာ9ကြိမ်10ကြိမ်လောက်မှာစပြီးတော့စကားလုံးလေးတွေစပြောလာတယ်အဲ့တော့တစ်လုံးမဲထွက်နှလုံးမဲထွက်တဲ့ appreciate လုပ်ပေးပါအဲ့ဒါလေးကိုကောင်းလိုက်တာဆိုတဲ့စကားလေးချီးကျူးပေးပါအဲ့ဒါလေးကသူ့ကိုထပ်ပြီးတော့ပြောဖို့အတွက်အထောက်ပံ့ဖြစ်ပါတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ရနော်အဲ့တော့ဒါတော်တော်များလေးတော့စုံသွားပြီပေါ့နော်ကိုကတော့ဒီနေ့ပြောသွားတဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့ဘာများဖြည့်ဆွတ်ပြီးတော့ပြောချင်ပါလဲခင်ဗျာအဲ့ဒါဒီလည်းပြောပြပါအောင်နော်အဲ့တော့ဒီအကြောင်းနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ပေါ့လေကလေးတယောက်စကားထွက်လာဖို့ဆိုတာကျွန်တော်တို့ကမိကုန်းတွေအများကြီးမေးစရာမလိုပါဘူးမိကုန်းတွေမမေးဘဲနဲ့ကျွန်တော်တို့ကဘလောက်အထိသူ့ကိုနားထောင်ပေးလဲဆိုတဲ့ဟာလေးကပိုအရေးကြီးပါတယ်နောက်ဆုံးမှတ်မိစေချင်တာကတော့သူတို့ကမပြောချင်တာမဟုတ်ပါဘူးပေါ့နော်ကလေးတွေကမပြောချင်ပါတယ်မပြောနိုင်တာလေးဆိုတာလေးကိုနားလည်ပေးစေချင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါเนาะအဲ့တော့ဒါဒီနေ့ new ရေရေဒီယိုမှာဆွေးနွေးပေးသွားတဲ့အကြောင်းအရာတော့ပေါ့နော်ခုနားထောင်နေတဲ့ပရိသတ်တွေလည်းအကျိုးရှိသွားမယ်လို့ထင်ပါတယ်ပြီးတော့ဆရာပြောသွားတဲ့အချက်လက်လေးတွေပေါ့နော်တကယ်လို့ဒါကိုယ့်ရဲ့တူတူမကပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့သားသမီးကပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ကျောင်းသားကျောင်းသူကပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး selective mutation ဆိုတဲ့အခြေအနေနဲ့ကြုံတွေ့ရတယ်ဆိုရင်တော့ဒါဆရာပြောသွားတဲ့အချက်လက်လေးတွေပြီးတော့လောက်ရမယ့်အချက်တွေမလောက်သင့်တဲ့အချက်လေးတွေကိုနားထောင်ပြီးတော့ကိုယ့်အတွက်တစ်စုံတစ်ခုအကျုံးဝင်သွားမယ်လို့လည်းထင်ပါတယ်ရှင်လို့နော်ဟုတ်ကဲ့ပါကိုကြီးเนาะကျေးဇူးအများကြီးတင်ပါတယ်နောက်မှအေးပြန်တွေ့ကြပါမယ်ကျွန်တော်ကလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်မှပြန်တွေ့ကြပါမယ်ဟုတ်ကဲ့ဗျာ Melody FM Teen Radio 2 stations 1 voice